အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Alliance မှာနေလင်းစုပဲဖြစ်ပါတယ်ခင်ဗျာ Alliance for Microfinance မြန်မာမှာ2024ခုနှစ်တွင်စုဆောင်းငွေစုထားသူများအားကန်ဆယ်မဲဖောက်ပေးမည့်အစီအစဉ်မှာကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ဟာဆိုရင်ကျွန်တော်တို့ Alliance for Microfinance ရဲ့10နှစ်မြောက်နှစ်ပတ်လည်နေ့နဲ့အစီအစဉ်နဲ့လည်းတိတ်ဆိတ်နေတာပဲလည်းဖြစ်ပါတယ်ခင်ဗျာယခုအစီအစဉ်မှာ2024ခုနှစ်ဇွန်လ1ရက်နေ့မှစတင်ပြီးတော့မှအောက်တိုဘာလ31ရက်နေ့အထိ9လတာကာလအတွင်းသတ်မှတ်ထားသောစုဆောင်းငွေထားရှိသူများကိုမဲဖောက်ပေးမဲ့အစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာကန်ဆယ်မဲဖောက်ပေးမဲ့စုမဲအမျိုးအစားသောများမှာတော့ငွေကျပ်380တန်ဖိုးရှိတဲ့ Honda Wave Motorcycle 2 စီးရွှေတကြက်သားစု1စုရွှေ5မူသား4စုအိမ်ဖုန်း15 Pro 1လုံး Samsung phone 4လုံးငွေသား5သိန်းစု4စုအပြင်Air Cooler 4လုံးတို့ပဲဖြစ်ပါတယ်ခင်ဗျာအားလုံးစုမဲပေါင်း20ကျော်ကို3600ကျော်တန်ဖိုးတစ်မဲဖောက်ပြီးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကန်ဆယ်မဲမှာပါဝင်ခွင့်ရှိသူများစီးရင်ကိုရုံးချုပ်မှတိတ်ဆိတ်စစ်ဆေးပြီးတော့မှထပ်မံတိတ်ဆိတ်စစ်ဆေးနေရန်အတွက်ရုံးခွဲများတို့လည်းထပ်မံပေးပို့ပြီးတော့မှတိတ်ဆိတ်စစ်ဆေးထားကြောင်းကိုလည်းအသိပေးလိုပါတယ်ခင်ဗျာယခုဆိုရင်ကန်ဆယ်မဲစီစဉ်မှာပါဝင်ခွင့်ရှိသူများကိုကျွန်တော်တို့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ကန်ဆယ်မဲမှာပါဝင်မဲနဲ့ကူညီပေးနိုင်မဲ့အတွက်ကျွန်တော်တို့ရဲ့ညီလေးညီမလေးဖြစ်တဲ့ညီလေးညီမလေးများကိုကျွန်တော်ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့လင်းမောင်မောင်ဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါရှင်ခင်မိမိရင်ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ညီမကတော့မက်ခင်ဂျူတဲ့ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါခန္ဓာအစီအစဉ်အရာစုဆောင်းငွေထားရှိသူများအားကန်ဆယ်မဲဖောက်ပေးမဲ့အစီအစဉ်များအားအစီအစဉ်စားလိုက်ကြရအောင်မလားခင်ဗျာဟုတ်ကဲ့ပါအခမ်းအနားအစီအစဉ်အရာပထမအဆုံးအနေနဲ့တူဦးချင်းချင်းငွေအသင်းသားများအတွက်ကန်ဆယ်မဲဖောက်ပေးမဲ့အစီအစဉ်များကိုစတင်မှာဖြစ်ပါတယ်ခင်ဗျာတူဦးချင်းချင်းငွေအတွက်ဇွန်လ1ရက်နေ့မှစပြီးအောက်တိုဘာလ31ရက်9လတာကာလတော်တွင်မှာသတ်မှတ်ထားတဲ့ပမာဏကိုစုဆောင်းထားပေးုံနဲ့ကန်ဆယ်မဲဖောက်ပေးမဲ့အစီအစဉ်ဖြစ်ပါတယ်ခင်ဗျာစုမဲမျိုးစားများမှာတော့ Honda Wave Motorcycle 1 စီးငွေ5မူသားစု2စု Samsung phone 2လုံးအပြင်ငွေကျပ်5သိန်းစု2စုရဲ့ Air Cooler 2လုံးတို့ပဲဖြစ်ပါတယ်ခင်ဗျာဒီစုများကိုကျွန်တော်တို့ရဲ့ညီမလေးအလိုင်းရင်ဝန်ထမ်းတဦးဖြစ်တဲ့ကျွန်တော်ညီမလေးခင်ချူတက်ကနေပြီးတော့မှမဲနဲ့ရွေးချယ်ပြီးတော့မှဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုဆိုကျွန်တော်တို့တူးချင်းချင်းငွေအသင်းသားများအတွက်ကန်ဆယ်မဲဖောက်ပေးမဲ့အစီအစဉ်မှာပါဝင်ခွင့်ရှိသူများစီရင်အားလုံးလည်းပဲကျွန်တော်တို့ကန်ဆယ်မဲနှိပ်ပေးမဲ့ဖန်ပလင်းတွေကိုလည်းရောက်ရှိလို့နေပါပြီခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်တို့တူးချင်းချင်းငွေအသင်းသားများမှာစုငွေစုဆောင်းထားတဲ့အသင်းဝင်တွေကိုပထမဆုံး Air Cooler နှလုံးကိုမဲဖောက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာAir Cooler နှလုံးထဲမှာပထမဆုံး Air Cooler တစ်လုံးကိုမဲဖောက်ပေးနိုင်ဖို့အတွက်ညီမခင်ချိုတဲ့မဲနဲ့ရွေးချယ်မှုကိုစတင်လို့ရပါပြီဟုတ်ကဲ့ပါတူးချင်းချင်းငွေများထဲမှာကျွန်တော်တို့ Air Cooler တစ်လုံးကိုဘယ်သူကများကန်ထူးသွားမလဲဆိုတော့စတင်ပြီးတော့မှမဲနဲ့ရွေးချယ်နေပြီဖြစ်ပါတယ်ခင်ဗျာပထမဆုံး Air Cooler တစ်လုံးကိုကန်ထူးသွားတဲ့သူကတော့မစုမြတ်မွန်ဖြစ်ပါတယ်ခင်ဗျာ Customer Code Number 1300009399မစုမြတ်မွန်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မစုမြတ်မွန်ကဘယ်ရုံးခွဲကနေပြီးတော့များ Air Cooler တစ်လုံးကိုကန်ထူးသွားလဲဆိုတာကျွန်တော်ကြီးညာပေးပါမယ်ကျွန်တော်တို့မကွေးတိုင်းမင်းဘူးရုံးခွဲကနေပြီးတော့မှကန်ထူးသွားတာဖြစ်ပါတယ်ခင်ဗျာ Congratulation ပါမစုမြတ်မွန်ဟုတ်ကဲ့ပါ
ဆက်လက်ပြီးတော့မှကျွန်တော်တို့ကြံရှိတဲ့ Ekula တစ်လုံးကိုထပ်မံပြီးတော့မှမင်းနဲ့ရွေးချယ်သွားမှာဖြစ်ပါတယ်ညီမလေးခင်ကျုံထက်ဆက်ပြီးတော့မှ Ekula တစ်လုံးကိုမင်းနဲ့ရွေးချယ်ပေးပါဦးဒုတိယတစ်ကြိမ်မြောက် Ekula တစ်လုံးကိုကျွန်တော်တို့မင်းနဲ့ရွေးချယ်နေတာဖြစ်ပါတယ်ခင်ဗျာဒုတိယတစ်ကြိမ်မြောက် Ekula ကိုကန်ထူးသွားတဲ့သူကတော့ကျွန်တော်ရဲ့တူးချင်းချင်းငွေအသင်းဝင်ဖြစ်တဲ့မခိုင်ကေဖြစ်ပါတယ် Customer code number 4000169001 မခိုင်ကေဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့စကိန်းတိုင်း sorry မန္တလေးတိုင်းစီးကျူရုံးခွဲကနေပြီးတော့မှမခိုင်ကေကနေပြီးတော့မှကျွန်တော်တို့ Alliance က Ekula တစ်လုံးကိုကန်ထူသွားတာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့မှငွေကျပ်9သိန်းစုနှစ်စုကိုကျွန်တော်တို့မဲနဲ့ရွေးချယ်ပေးမှာဖြစ်ပါတယ်ခင်ဗျာတဖြည်းဖြည်းနဲ့ရင်ခုန်တန်းတွေလည်းမြန်လို့လာနေပါပြီခင်ဗျာငွေကျပ်9သိန်းစုနှစ်စုကိုဘယ်သူများကန်ထူသွားမလဲဆိုတာကျွန်တော်တို့အသင်းဝင်များနဲ့အတူတကွာကျွန်တော်တို့အလဲရင်မိသားစုဝင်ဝန်ထမ်းများအားလုံးလည်းကျွန်တော်တို့နဲ့အတူ online live မှာပါဝင်နေလိမ့်မယ်လို့လည်းညွှန်လင်းရပါတယ်ခင်ဗျာကျွန်တော်တို့ live မှာပါဝင်ဆင်နွှဲနေတယ်ဆိုရင်အသေးလေးတွေပေးပြီးတော့မှအားပေးပါအောင်လို့ request လုပ်ပါတယ်ခင်ဗျာဒုတိယချိန်မြောက်အနေနဲ့ငွေကျပ်9သိန်းစုပထမတစ်စုကိုညီမလေးခင်ချိုထက်ကပဲဆက်ပြီးတော့မှမဲနဲ့ရွေးချယ်ပေးမှာဖြစ်ပါတယ်ခင်ဗျာစတင်မဲနဲ့ရွေးချယ်နေပါပြီကျွန်တော်တို့ Alliance မှာတူးချင်းချီးငွေအသင်းဝင်ဖြစ်တဲ့ငွေကျပ်9သိန်းစုတစ်စုကိုဘယ်သူများကန်ထူးသွားမလဲဆိုတာကျွန်တော်တို့လက်ထဲကိုမဲလိုက်ကလေးရောက်လို့နေပါပြီငွေကျပ်9သိန်းစုတစ်စုကိုပထမကန်ထူးသွားတဲ့သူကတော့မဝတ်ရီဇိုးဖြစ်ပါတယ်ခင်ဗျာ Customer code number 120002842ဝူရီဆိုးဖြစ်ပါတယ်ခင်ဗျာမဝူရီဆိုးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရှမ်းပြည်နယ်တောင်ကြီးရုံးခွဲမှာမဝူရီဆိုးမှာကျွန်တော်တို့စုငွေကန်ဆန်းမဲပေါ်ငွေကျပ်9သိန်းစုကိုစုခုသွားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့စက်တိတ်ပဲမဲဖောက်ပြီးသွားမှာဖြစ်ပါတယ်ငွေကျပ်9သိန်းစုမှာတန်ရှိနေသေးတဲ့နောက်ထပ်ငွေကျပ်9သိန်းစုတစ်စုကိုထပ်မံမဲဖောက်ပြီးမှာဖြစ်ပါတယ်ခင်ဗျာနောက်ငွေကျပ်9သိန်းစုကိုမဲစတင်မဲဖောက်ပေးဖို့အတွက်ညီမလေးခင်ချိုထဲမဲနဲ့ရွေးချယ်နေပါပြီဘယ်ရုံးကများကျွန်တော်တို့ကန်ထူးသွားမလဲဆိုတာရင်ခုန်စွာနဲ့ဆက်ပြီးတော့မှအားပေးပါအောင်ခင်ဗျာဒုတိယစုဖြစ်တဲ့ငွေကျပ်9သိန်းစုဘယ်သူကန်ထူးသွားမလဲဆိုတာလက်ထဲကိုရောက်ရှိလို့နေပါပြီဟုတ်ကဲ့ပါဒုတိယချိန်မြောက်ငွေကျပ်9သိန်းစုကိုကန်ထူးသွားတဲ့သူကတော့မနွယ်နီဆိုးဖြစ်ပါတယ်ခင်ဗျာ Customer code number 6000000086ဖြစ်ပါတယ်ခင်ဗျာမနွယ်နီဆိုးဖြစ်ပါတယ်ခင်ဗျာဘယ်ရုံးကကန်ထူးသွားလဲဆိုတာကျွန်တော်တို့စတိတ်ကြည့်ပြီးသွားပေးပါမယ်ဟုတ်ကဲ့ကျွန်တော်တို့ပြင်ဦးလွင်ရုံးခွဲကမနွယ်နီဆိုးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့နဲ့အတူ live လေးကြည့်နေတယ်ဆိုရင်တခါတည်းကျွန်တော်အသေးတွေပေးပြီးတော့မှရင်ခုန်နေပါတယ်ခင်ဗျာဆက်လက်ပြီးတော့မှတန်ရှိနေသေးတယ်ကျွန်တော်တို့ Samsung phone နှလုံးရွှေ9မူသားစု2စုအပြင် Honda Wave motorcycle တစ်စီးတန်ရှိလို့နေပါသေးတယ်ခင်ဗျာကျွန်တော်တို့တူးချင်းချင်းငွေအတင်းသားများအတွက်ဇွန်လ1ရက်နေ့ကနေစပြီးတော့မှအောက်တိုဘာလ31ရက်အထိ9လတာကာလအတော်တွင်းမှာသတ်မှတ်ထားတဲ့စုငွေပမာဏကိုစုဆောင်းထားတဲ့ကျွန်တော်တို့ရဲ့ Alliance အသင်းဝင်များကိုကျွန်တော်တို့မဲဖောက်ပေးနေတဲ့အစီအစဉ်လည်းဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့မှတူးချင်းချင်းငွေအသင်းဝင်များထဲမှာ Samsung phone နှလုံးကိုဆက်ပြီးတော့မှမဲဖောက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာတူးချင်းချင်းငွေအသင်းဝင်ထဲမှာ Samsung phone ပထမတစ်လုံးကိုဘယ်သူများကန်ထူးသွားမလဲဆိုတာကိုကျွန်တော်တို့နဲ့အတူတူရင်ခုန်နိုင်ဖို့အတွက်ညီမလေးခင်ချိုထဲဆက်ပြီးတော့မှမဲနဲ့ရွေးချယ်ပေးပါဦး
Samsung phone တစ်လုံးကိုစပြီးတော့မှမင်းနဲ့ရွေးချယ်နေပြီဖြစ်ပါတယ်ခင်ဗျာပထမဆုံး Samsung phone ကိုဘယ်သူကဘယ်ယုံကဘယ်မြို့နယ်ကများယုံခွဲသွားလဲကန်ထူသွားလဲဆိုတာအတူကြည့်ရအောင်ခင်ဗျာ Samsung phone ပထမတစ်လုံးကန်ထူသွားတဲ့သူကတော့ customer မေယူခိုင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ customer code number 12000012104မေယူခိုင်ဖြစ်ပါတယ်ခင်ဗျာမမေယူခိုင်ရေ congratulation ပါကျွန်တော်တို့တောင်ကြီးရုံးခွဲရပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရှမ်းပြည်နယ်တောင်ကြီးရုံးခွဲမှာတူးချင်းချင်းငွေအသင်းဝင်မမေယူခိုင်မှာ Samsung phone တစ်လုံးကိုကန်ထူသွားပါဖြစ်ပါတယ်ခင်ဗျာဆက်လက်၍ကျွန်တော်တို့ကျန်ရှိနေသေးတဲ့ဒုတိယ Samsung phone ကိုဆက်ပြီးမဲဖောက်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျန်ရှိနေသေးတဲ့ Samsung ဒုတိယ phone ကိုဆက်ပြီးတော့မှမဲနဲ့ရွေးချယ်ဖို့ညီမလေးခင်ချိုတက်ဆက်ပြီးတော့မှမဲနဲ့နေပါပြီ Samsung ဒုတိယ phone တစ်လုံးကိုဘယ်သူကများကန်ထူသွားလဲဆိုတာအတူတူရင်ခုန်ကြရအောင်ခင်ဗျာဒုတိယတစ်ကြိမ်မြောက် Samsung phone တစ်လုံးကိုကန်ထူသွားတဲ့သူကတော့ကျွန်တော်တို့ Alliance for Microfinance မြန်မာမှာတူးချင်းချင်းငွေအသင်းဝင်ဖြစ်တဲ့ဝင်းစာနီဆွေဖြစ်ပါတယ်ခင်ဗျာ Customer code number 5000013835ဝင်းစာနီဆွေဖြစ်ပါတယ်ခင်ဗျာโอเคပါကျွန်တော်တို့မန္တလေးမြို့နယ်အနီးနားမှာရှိတဲ့အုံကျော်ရုံးရဲ့ကန်ထူသွားတာပဲဖြစ်ပါတယ်ခင်ဗျာโอเคပါကျွန်တော်တို့ပထမတစ်ကြိမ် air cooler နှလုံးငွေကြိုက်9သိန်းစု2စုအပြင် Samsung phone နှလုံးကိုမဲနဲ့ရွေးချယ်နေတဲ့အစီအစဉ်ပြီးပါပြီခင်ဗျာတန်ရှိနေသေးတဲ့မဲတွေကိုစက်တိတ်ရွေးချယ်ပေးနိုင်ဖို့အတွက်ကျွန်တော်တို့ကြီးစုသူတွေနဲ့အသေးပေးရသူလိုက်ပေးရသူကိုကျွန်တော်တို့စောင့်နေပါတယ်ခင်ဗျာကျွန်တော်တို့ကို like and share ပေးခြင်းအားဖြင့်လည်းကျွန်တော်တို့ကိုကူညီပံ့ပိုးပေးကြပါဦးခင်ဗျာဆက်လက်၍ကျွန်တော်တို့ Alliance Microfinance မြန်မာမှာတူးချင်းချင်းငွေအသင်းဝင်များကန်ဆယ်မဲ့အစီအစဉ်မှာရွှေငါးမူသားစု2စုနဲ့ Honda Wave Motorcycle တစ်စီးမဲဖောက်ရန်ကြံရှိလို့နေပါသေးတယ်ခင်ဗျာရွှေငါးမူသား2စုထဲမှာတစ်စုကိုစတင်ပြီးတော့မှကျွန်တော်တို့မဲဖောက်ပြီးတော့မှဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဘယ်မြို့နယ်ဘယ်ရုံးခွဲတွေများကန်ထူသွားမလဲဆိုတာကိုကျွန်တော်တို့ like and share ပြီးတော့မှအားပေးပါအောင်လို့ကျွန်တော်ဖိတ်ခေါ်ပြရစီခင်ဗျာပထမရွှေငါးမူသားစုတစ်စုကိုကျွန်တော်စတင်မဲနဲ့ရွေးချယ်တော့မှဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့တူချင်းချင်းကိုအတင်းဝင်များထဲမှာဇွန်လ1ရက်မှာအောက်တိုဘာလ31ရက်နေ့အထိ9လတာကာလတော်တွင်မှာသတ်မှတ်ထားတဲ့စုငွေပမာဏကိုထားရှိုံနဲ့ကျွန်တော်တို့ lucky draw အစီအစဉ်ကိုမဲဖောက်ပေးနေရပဲဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ရွှေငါးမူသားစုတစ်စုကိုစတင်ပြီးတော့မှမဲနဲ့ရွေးချယ်ပြီးတော့မှဖြစ်ပါတယ်ရွှေငါးမူသားစုတစ်စုဖြစ်ပါတယ်ခင်ဗျာရွှေငါးမူသားစုတစ်စုကိုကန်တူးသွားတဲ့သူကတော့ကျွန်တော်ရဲ့တူးချင်းငွေတင်သားဖြစ်တယ်မခင်တန်တာဂျိုဖြစ်ပါတယ်ခင်ဗျာမခင်တန်တာဂျိုဖြစ်ပါတယ်ကျွန်တော် customer code number ကတော့130024800ဖြစ်ပါတယ်ခင်ဗျာမခင်တန်တာဂျိုဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံရဲ့ COE မကွေးတိုင်းမကွေးရုံးခွဲရနေပြီးတော့မှစုခုသွားတာဖြစ်ပါတယ် congratulation ပါမခင်တန်တာဂျိုဆက်လက်ပြီးတော့မှကျွန်တော်တို့ကြန့်ရှိရဲ့ရွှေငါးမူသားစုတစ်စုကိုနောက်ထပ်မံမဲဖောက်ပြီးတော့မှဖြစ်ပါတယ်ဒီစုကိုလည်းပဲညီမလေးခင်ချိုတက်ကနေပြီးတော့မှမဲနဲ့ရွေးချယ်ပြီးမှဖြစ်ပါတယ်စတင်ပြီးတော့မှမဲနဲ့ရွေးချယ်နေပါပြီ
ဒုတိယတစ်ကြိမ်မြောက်ရွှေငါးမူသားစုတစုကိုကန်ထူသွားတဲ့သူကတော့ကျွန်တော်တို့ဘယ်သူများကန်ထူသွားမလဲဆိုတာကျွန်တော်လက်ထက်ကိုရောက်ရှိလို့နေပါပြီဒုတိယတစ်ကြိမ်မြောက်ရွှေငါးမူသားစုကိုကန်ထူသွားတဲ့သူကတော့ကျွန်တော်ရဲ့တူးချင်းချင်းငွေအသင်းသားမျိုးတီတာဆိုးဖြစ်ပါတယ်ခင်ဗျာ customer code number 180001629မျိုးတီတာဆိုးဖြစ်ပါတယ်ခင်ဗျာတောင်တွင်းကြီးရုံးကဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မကွေးတိုင်းတောင်တွင်းကြီးကနေပြီးတော့မှကျွန်တော်တို့ lucky draw အစီအစဉ်တွေကိုစုကြီးတွေကိုဆက်တိုက်စုခူးနေတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့တူးချင်းချင်းငွေအတွက်နောက်ဆုံးစုများထဲမှာကျွန်တော်တို့ငွေကျပ်380ကျော်တန်ဖိုးရှိတဲ့ Honda Wave Motorcycle တစ်စီးကိုမဲဖောက်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ lucky draw အစီအစဉ်များကိုလည်းကျွန်တော်တို့ Alliance Microfinance မြန်မာမှာနှစ်တိုင်းတစ်ကြိမ်ပြီးတစ်ကြိမ်ဒီထက်ကောင်းတဲ့စုမဲများစွာနဲ့ပြီးချိန်ပြီးတော့မှလည်းမဲဖောက်ပေးနေရတာလည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ Alliance Microfinance မြန်မာမှာယုံကြည်စွာနဲ့အသင်းဝင်များအနေနဲ့အတူတကွပူးပေါင်းပါဝင်ပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့စုငွေတူးချင်းငွေစုငွေအပေါ်တွင်6လတာကာလအတော်တွင်းမှာ9လတာကာလအတော်တွင်းမှာစုငွေထားရှိုံနဲ့မဲဖောက်ပေးမဲ့အစီအစဉ်မှာနောက်ဆုံးစုမဲဖြစ်တဲ့ Honda Wave Motorcycle တစ်စီးကိုစတင်လို့မဲဖောက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့စုငွေအမျိုးအစားများထဲမှာအမြင့်ဆုံးစုဖြစ်တဲ့ငွေကျပ်380ကျော်တန်ဖိုးရှိတဲ့ Honda Wave Motorcycle တစ်စီးကိုမဲဖောက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဘယ်ရုံးဘယ် customer ဘယ်မျိုးနေရာများမဲစုကူသွားမလဲဆိုတာကိုညီမလေးခင်ချိုထက်ကနေပြီးတော့မှမဲနဲ့ရွေးချယ်မှာဖြစ်ပါတယ်ခင်ဗျာမဲနဲ့ရွေးချယ်ပေးဖို့အတွက်လည်းပြတိုက်ခံပါတယ်ညီမလေးခင်ချိုထက်ရေနည်းနည်းလေးထပ်ပြီးတော့မွေပေးလိုက်ပါအောင်နောက်ဆုံးစုမဲဖြစ်တဲ့အတွက်ကြောင့်ငွေကျပ်380တန်ဖိုးကိုကျွန်တော်တို့မော်တော်ဆိုင်ကယ်တစ်စီးကိုဘယ်သူများကန်ထူသွားမလဲဆိုတာကိုကျွန်တော်တို့ရင်ခုန်စိတ်လှရှားစွာဖြင့်အားလုံးစောင့်ကြည့်နေလိမ့်မယ်လို့မျှော်လင့်ပါတယ်ပထမဆုံးကျွန်တော်တို့ Honda Wave Motorcycle တစ်စီးကိုကန်ထူသွားတဲ့သူကတော့ဘယ်သူများဖြစ်မလဲဆိုတာကျွန်တော်တို့မဲလိုက်ကလေးလက်ထက်ကိုရောက်ရှိလို့နေပါပြီကျွန်တော်တို့380ကျော်တန်ဖိုးရှိတဲ့ Honda Wave Motorcycle တစ်စီးကိုကန်ထူသွားတဲ့သူကတော့မအေးအေးမြင့်ဖြစ်ပါတယ်ခင်ဗျာ Customer Code Number 400022131ဖြစ်ပါတယ်ခင်ဗျာ Congratulation ပါကျွန်တော်တို့အမြင့်ဆုံးစုဖြစ်တဲ့ Honda Wave Motorcycle ကိုကန်ထူသွားပါတယ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်အောင်မြေတာဆန်ရုံးခွဲမှာဖြစ်ပါတယ်ခင်ဗျာမအေးအေးမြင်ရတာအောင်မြေတာဆန်ရုံးခွဲမှာစုကူးသွားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော် Alliance မှာမဲဖောက်ပေးတဲ့စိန်ကင်နဲ့အတူကျွန်တော်ရင်ခုန်စွာနဲ့ပျော်ရွှင်နေရလိမ့်မယ်လို့ယုံကြည်ပါတယ်ဟုတ်ကဲ့ပါအခုဆိုရင်ကျွန်တော်တို့တူးချင်းချင်းငွေအသင်းဝင်များအတွက်ကန်ဆယ်မဲဖောက်ပေးတဲ့အစီအစဉ်ကျွန်တော်တို့တူးချင်းချင်းငွေအတွက်စုမျိုးစား5မျိုးကိုမဲဖောက်လို့ပြီးသွားပါပြီခင်ဗျာတီစုများကိုကျွန်တော်တို့ချီးမြှင့်ပေးတဲ့အစီအစဉ်နဲ့လက်ခံရယူပေးတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အစီအစဉ်အရတူးချင်းချင်းငွေအသင်းသားများအတွက်မဲကန်ထူသွားတဲ့သူများကိုတခါတည်းစုချီးမြှင့်ပေးမှာဖြစ်ပါတယ်ထို့အတွက်ကျွန်တော်တို့ Alliance ရဲ့ကုမ္ပဏီရဲ့ကျွန်တော် COO ဆရာကျော်စောဝင်းကိုစုချီးမြှင့်ပေးဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီစုကိုကျွန်တော်တို့လက်ခံရယူပေးဖို့အတွက်ကျွန်တော်တို့တူးချင်းချင်းငွေ Product Manager ကိုစာနီမောင်မောင်ကိုဖိတ်ခေါ်ပါတယ်ခင်ဗျာကန်ထူသွားတဲ့သူတွေအားလုံးကိုကျွန်တော် Congratulation လို့ပြောချင်ပါတယ်ခင်ဗျာဒီစုကိုလက်ခံရယူပေးဖို့ကိုစာနီမောင်မောင်ကလက်ခံနေပါတယ်ခင်ဗျာစုချီးမြှင့်ပေးတယ်ဆရာကျော်စွာနဲ့လက်ခံရယူပေးပါတော့ကိုစာနီမောင်မောင်တို့ကအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခန္ဓာအစီအစဉ်ရကျွန်တော်တို့အုပ်စုဖွဲ့ချင်းငွေအသင်းဝင်များထဲမှာကျွန်တော်တို့စုမဲများကိုဆက်ပြီးမဲဖောက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအုပ်စုဖွဲ့ချင်းငွေအသင်းဝင်များအတွက်
လားတူပဲဂျွန်လ1ရက်နေ့ကနေပြီးတော့မှအောက်တိုဘာလ31ရက်9လတာကာလတော်တွင်းမှာအုပ်စုပွဲချင်းငွေအသင်းဝင်များအတွက်သတ်မှတ်ထားတဲ့ပမာဏကိုထားရှိသူများကိုကျွန်တော်တို့မဲဖောက်ပေးမယ့်အစီအစဉ်ဖြစ်ပါတယ်ခင်ဗျာမဲမျိုးစုမဲမျိုးစားများမှာတော့ Honda Wave Motorcycle တစ်စီးရွှေ9မူသားစု2စုနဲ့ Samsung Phone နှလုံးအပြင်ငွေကြိုက်9သိန်းစု2စုနဲ့ Air Cooler နှလုံးတို့ပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့အုပ်စုပွဲချင်းငွေအသင်းဝင်များအတွက်ကျွန်တော်တို့မဲနှိမ်များကိုစတင်ရွေးချယ်တော့မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဆက်လက်၍ခန္ဓာအစီအစဉ်အရကျွန်တော်တို့အုပ်စုဖွဲ့ချင်းငွေတင်သားများကိုဆက်ပြီးတော့မှကန်ဆာမဲဖောက်ပေးသွားမယ့်အစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာအုပ်စုဖွဲ့ချင်းငွေတင်သားများထဲမှာကျွန်တော်တို့ဂျွန်လ1ရက်နေ့ကနေစပြီးတော့မှအောက်တိုဘာလ31ရက်တင်ချင်းစုငွေပမာဏ9လတာထားရှိုံဖြင့်ကန်ဆာမဲဖောက်ပေးတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာစုမဲမျိုးစားများမှာတော့ Honda Wave Motorcycle တစ်စီးရွှေ9မူသားစု2စု Samsung Phone နှလုံးအပြင်ငွေကြိုက်9သိန်းစု2စုနဲ့ Air Cooler နှလုံးတို့ပဲဖြစ်ပါတယ်ခင်ဗျာတီစုကိုကျွန်တော်တို့မဲနဲ့ရွေးချယ်ပေးနေရန်အတွက်ကျွန်တော် Alliance ရဲ့ညီမလေးခင်မီမီရင်ကိုဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါအခုဆိုရင်ကျွန်တော်တို့အုပ်စုဖွဲ့ချင်းငွေအသင်းများထဲမှာ Air Cooler နှလုံးကိုစပြီးတော့မှမဲနဲ့ရွေးချယ်မှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးAir Cooler ကိုဘယ်သူများကန်ထူးသွားမလဲဆိုတာကိုကျွန်တော်တို့နဲ့အတူစတင်ပြီးတော့မှကြည့်ရအောင်လားခင်ဗျာပထမဆုံး Air Cooler တစ်လုံးကိုကျွန်တော်တို့ကန်ထူးသွားတဲ့သူကတော့အုပ်စုဖွဲ့ချင်းငွေများထဲမှာအသင်းဝင်တရုတ်မှာဖြစ်ပါတယ်ခင်ဗျာCustomer code number 50009394မှာတရုတ်မှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့အုံကြိုးရုံခွဲမှာမတရုတ်မှာနေပြီးတော့မှຫນွေရာသီမှာအဆင်ပြေနိုင်ဖို့အတွက်ကျွန်တော် Air Cooler တစ်လုံးကန်ထူသွားတာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့မှကျွန်တော်တို့Air Cooler တစ်လုံးကိုစက်တိတ်မဲဖောက်ပြီးမှဖြစ်ပါတယ်ခင်ဗျာညမခင်ကြီးစတင်ပြီးတော့မှမဲနဲ့ရွေးချယ်နေပါပြီဒုတိယတစ်ကြိမ်မြောက် Air Cooler တစ်လုံးကိုကျွန်တော်တို့ကန်ထူးသွားတဲ့သူကတော့ကျွန်တော်တို့အုပ်စုဖွဲ့ချင်းငွေအသင်းဝင်မန်နန်ထားသိန်းဖြစ်ပါတယ်ခင်ဗျာနန်ထားသိန်းဖြစ်ပါတယ် Customer code number 12000122291ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့နော်ဆောင်းရာသီຫນွေရာသီမှာအသုံးဝင်စေဖို့အတွက်ကျွန်တော်ရှမ်းပြည်နယ်တောင်ကြီးရုံခွဲက Air Cooler တစ်လုံးကိုကျွန်တော်တို့ကန်ထူးသွားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆက်လက်ပြီးတော့မှကျွန်တော်တို့ငွေကြက်9သိန်းစု2စုကိုထပ်မံမဲနဲ့ရွေးချယ်ပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာငွေကြက်9သိန်းစု2စုကိုအုပ်စုဖွဲ့ချင်းငွေအသင်းဝင်ဖြစ်တဲ့ဘယ်သူတွေကများစုကူသွားမလဲဆိုတာညီမလေးခင်မီမီရန်နေပြီးတော့မှဆက်ပြီးမဲနဲ့ရွေးချယ်မှာဖြစ်ပါတယ်ခင်ဗျာ
ငွေကျပ်9သိန်းစုတစုကိုထပ်မံကန်ထူးသွားတဲ့သူကတော့တင်မာဝင်းဖြစ်ပါတယ်ခင်ဗျာ customer code number 1700002838မတင်မာဝင်းဖြစ်ပါတယ်ခင်ဗျာ congratulation ပါခင်ဗျာငွေကျပ်9သိန်းစုကိုစုခုသွားတဲ့မတင်မာဝင်းကတော့ရွှေညောင်ရုံးခွဲရဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရှမ်းပြည်နယ်ရွှေညောင်ရုံးခွဲရဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့စုတွေကိုမကွေးသိန်းနဲ့ရှမ်းပြည်နယ်ကနေပြီးတော့မှစက်တိတ်တဲဆောင်နေတာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့မှကြန့်ရှိရဲ့ငွေကျပ်9သိန်းစုဒုတိယစုကိုမခင်မမီရနေပြီးတော့မှဆက်ပြီးတော့မှမဲနဲ့ရွေးချယ်ပေးပါမယ်ဖြစ်ပါတယ်ခင်ဗျာဒုတိယစုဖြစ်တဲ့ငွေကျပ်9သိန်းစုကိုထပ်မံစုကူးသွားတဲ့သူကတော့စင်မင်းတန့်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကိုစင်မင်းတန့်ဖြစ်ပါတယ် customer code number 1000008836ဖြစ်ပါတယ်ခင်ဗျာကိုစင်မင်းတန့်ဖြစ်ပါတယ်ခင်ဗျာ congratulation ပါကိုစင်မင်းတန့်လက်ပံလှရုံးခွဲရဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လက်ပံလှရုံးခွဲရကိုစင်မင်းတိုင်းကနေပြီးတော့မှငွေကျပ်9သိန်းစုဟိုထပ်မံစုကူးသွားနေရပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆက်လက်၍အခုစီစဉ်မှာဆိုရင်ကျွန်တော်တို့ဇွန်လ1ရက်နေ့ကနေစပြီးတော့မှအောက်တိုဘာလ31ရက်နေ့အထိ9လတာကာလတော်တွင်မှာသတ်မှတ်ထားတဲ့စုဆောင်းငွေပမာဏကိုကျွန်တော်တို့ Alliance မှာအနံထားရုံနဲ့ကျွန်တော်တို့ကန်ဆယ်မဲဖောက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာယခုအစီအစဉ်မှာဂျန်ရှိနေသေးတဲ့ Samsung ဖုန်းနှလုံးကိုထပ်ပြီးတော့မှမဲဖောက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအုပ်စုဖွဲ့ချင်းငွေအသင်းဝင်များထဲမှာ Samsung ဖုန်းနှလုံးကိုဘယ်သူများကန်ထူသွားမလဲဆိုတာကိုကျွန်တော်တို့နဲ့အတူတကွာ like and share လေးပေးပြီးတော့မှအတူတကွာကြည့်ရှုပေးကြပါအောင်ခင်ဗျာပထမဆုံး Samsung ဖုန်းတစ်လုံးကိုဘယ်သူများကန်ထူသွားမလဲဆိုတာညီမလေးခင်မီမီရင်ကနေပြီးတော့မှမဲနဲ့ရွေးချယ်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပထမဆုံး Samsung ဖုန်းတစ်လုံးကိုကန်ထူသွားတဲ့သူကတော့အုပ်စုဖွဲ့ချင်းငွေအသင်းဝင်တဦးဖြစ်တဲ့သိန်ကီရွှေရီမောင်ဖြစ်ပါတယ်ခင်ဗျာ customer code number 1500027628သိန်ကီရွှေရီမောင်ဖြစ်ပါတယ်ခင်ဗျာမသိန်ကီရွှေရီမောင်မှာကျွန်တော် Alliance ကနေပြီးတော့ Samsung ဖုန်းတစ်လုံးကိုကန်ထူသွားတာပဲဖြစ်ပါတယ်ခင်ဗျာမသိန်ကီရွှေရီမောင်မှာမလှိန်ရုံးခွဲရဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဆက်သွယ်မှုတွေပို့ပြီးတော့မှကောင်းမွန်စေဖို့အတွက်ကျွန်တော် Samsung ဖုန်းတစ်လုံးကိုစုကူသွားတာဖြစ်ပါတယ်ခင်ဗျာ congratulation ပါအမ thank you ရွှေမောင်ပါခင်ဗျာကျန်ရှိရဲ့ဒုတိယ Samsung ဖုန်းတစ်လုံးကိုထပ်မံမဲဖောက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒုတိယ Samsung ဖုန်းတစ်လုံးကိုဘယ်သူများကန်ထူသွားမလဲဆိုတာကိုညီမလေးခင်မီမီရန်နေပြီးတော့မှဆက်ပြီးတော့မှမဲဖောက်ပေးမှာဖြစ်ပါတယ်ခင်ဗျာထပ်မံ၍ကျွန်တော်တို့ Samsung ဖုန်းတစ်လုံးကိုထပ်မံကန်ထူသွားတဲ့သူကတော့ကျွန်တော်ရဲ့အုပ်စုဖွဲ့ချင်းငွေအသင်းဝင်ဖြစ်တဲ့မခင်မြင့်ကြီးဖြစ်ပါတယ်ခင်ဗျာ customer code number 1800014509မခင်မြင့်ကြီးဖြစ်ပါတယ်ခင်ဗျာ congratulation ပါမခင်မြင့်ကြီးကျွန်တော်ဘေယုံခွကျွန်တော်တို့ထပ်မံပြီးတော့မှမကွေးတိုင်းတောင်တွင်းကြီးမြို့နေရာပဲကျွန်တော်တို့ Samsung ဖုန်းကိုစုကူးနေတာဖြစ်ပါတယ်ခင်ဗျာโอเคပါအခုဆိုရင်ကျွန်တော်တို့ကန်ဆယ်မဲဖောက်ပေးတဲ့အစီအစဉ်မှာအုပ်စုဖွဲ့ချင်းငွေအသင်းသားများအတွက်မဲဖောက်ရန်ကြံရှိနေသေးတယ်ရွှေငါးမူသားစု2စု Honda Wave motorcycle တစ်စီးကြံရှိနေတဲ့စု3စုကိုဆက်ပြီးတော့မှမဲဖောက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဒီစု3စုထဲမှာရွှေငါးမူသားစုပထမတစ်စုကိုဘ
ဘယ်သူများစုခုသွားမလဲဆိုတာကိုကျွန်တော်ရဲ့ညီမလေးမခင်မီမီရင်ကနေပြီးတော့မှဆက်ပြီးတော့မှမဲနဲ့ရွေးချယ်မှာဖြစ်ပါတယ်ပထမဆုံးရွှေငါးမူသားတစုကိုကန်ထူသွားတဲ့သူကတော့ကျွန်တော်ရဲ့အုပ်စုဖွဲ့ချင်းငွေအသင်းဝင်တူဖြစ်တဲ့မအေးအေးသင်းဖြစ်ပါတယ်ခင်ဗျာမအေးအေးသင်း customer code number 2300006069ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရွှေငါးမူသားစုတစုကိုစုခုသွားတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်မအေးအေးသင်းကလည်းမကွေးတိုင်းမင်းဘူးမြို့ကပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မကွေးတိုင်းကနေပြီးတော့မှစက်တိတ်တွေစုခုနေတာပဲဖြစ်ပါတယ်ခင်ဗျာရွှေငါးမူသားစုတစုကိုကျွန်တော်မကွေးတိုင်းကနေပြီးတော့မှစုခုနေတာဖြစ်ပါတယ်ခင်ဗျာကြံရှိနေသေးတယ်ရွှေငါးမူသားတစုကိုထပ်မံပြီးတော့မှမဲဖောက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဒီစုကိုမခင်မိမိရင်ကနေပြီးတော့မှဆက်ပြီးတော့မဲနဲ့ရွေးချယ်ပေးပါဟုတ်ကဲ့ပါကျွန်တော်တို့ရွှေငါးမူသားစုတစုကိုထပ်မံပြီးစုခုသွားတဲ့သူကတော့ကျွန်တော်တို့အုပ်စုဖွဲ့ချင်းငွေအသင်းဝင်ဖြစ်တဲ့မခင်အုံးမြင့်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ customer code number 1200006619ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မခင်အုံးမြင့်ဖြစ်ပါတယ်ခင်ဗျာတောင်ကြီးရှမ်းပြည်နယ်တောင်ကြီးရုံးခွဲကနေပြီးတော့မှကန်ထူးသွားတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ Alliance စုဆောင်းငွေစုထားသူအသင်းဝင်များမှာကျွန်တော်ရှမ်းပြည်နယ်မကွေးတိုင်းကနေပြီးတော့မှစက်တိတ်စုခုနေတာဖြစ်ပါတယ်ခင်ဗျာဆက်လက်၍ကျွန်တော်တို့ကြံရှိနေသေးတဲ့ငွေကျပ်380ကျော်တန်ဖိုးရှိတဲ့ Honda Wave Motorcycle တစ်စီးကိုမဲဖောက်ပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီစုများကိုကျွန်တော်တို့ဇွန်လ1ရက်နေ့ကနေပြီးတော့မှအောက်တိုဘာလ31ရက်အထိသတ်မှတ်ထားတဲ့စုငွေပမာဏကိုအလင်းရင်မှာအနံထားရုံနဲ့ကျွန်တော်တို့စည်ရင်းများကိုဆွဲထုတ်ပြီးတော့မှကန်ဆယ်မဲဖောက်ပေးနေတဲ့အစီအစဉ်များလည်းလုပ်ပေးနေရပဲဖြစ်ပါတယ်ခင်ဗျာဒီစုများအားလုံးကိုစုမဲပေါင်း20ကျော်နဲ့ငွေကျပ်3600ကျော်တန်ဖိုးတွေကိုကျွန်တော်တို့ကန်ဆယ်မဲဖောက်ပေးပြီးတော့မှကျေးဇူးတုံ့ပြန်နေတာပဲဖြစ်ပါတယ်ခင်ဗျာဒီစုများမှာဆိုရင်ကျွန်တော်တို့ပါဝင်တဲ့စည်ရင်းများကိုကျွန်တော်ရုံးချုပ်များမှာတိုက်ဆိုင်စစ်ဆေးပြီးတော့မှရုံးခွဲများတို့ထပ်မံပေးဖို့က2ကြိမ်တိုက်ဆိုင်စစ်ဆေးထားကြောင်းကိုတိုက်ဆိုင်စစ်ဆေးထားကြောင်းကိုလည်းကျွန်တော်တို့ထပ်မံတည်ပြီးလိုပါတယ်ခင်ဗျာကျွန်တော်တို့အုပ်စုဖွဲ့ချင်းငွေအသင်းဝင်များထဲမှာနောက်ဆုံးစုကြီးဖြစ်တဲ့380ကျော်တန်ဖိုးရှိတဲ့ Honda Wave Motorcycle တစ်စီးကိုဘယ်သူများကန်ထူးသွားမလဲဆိုတာအတူဆက်လက်ပြီးတော့မှစောင့်ကြည့်ရအောင်လားခင်ဗျာနောက်ဆုံး Motorcycle ကိုစုကူးသွားဖို့အတွက်ဘယ်သူများစုကူးသွားမလဲဆိုတာညီမလေးခင်မိမိရင်ကနေပြီးတော့မဲနဲ့ရွေးချယ်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ Alliance ချင်းငွေ product များထဲမှာအုပ်စုဖွဲ့ချင်းငွေအသင်းဝင်များအတွက်ကန်ဆယ်မဲအစီအစဉ်မဲဖောက်ပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာနောက်ဆုံး Honda Wave Motorcycle တစ်စီးကိုကန်ထူးသွားတဲ့သူကတော့မနွယ်နွယ်အေးဖြစ်ပါတယ်ခင်ဗျာ customer code number 12000188687 နံပါတ်နဲ့မနွယ်နွယ်အေးကနေပြီးတော့မှကျွန်တော်တို့ငွေကျပ်380ကျော်တန်ဖိုးရှိတဲ့Honda Wave Motorcycle တစ်စီးကိုကန်ထူးသွားတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရှမ်းပြည်နယ်အေးတာယာရုံးခွဲမှာဖြစ်ပါတယ်ခင်ဗျာရှမ်းပြည်နယ်အေးတာယာရုံးခွဲမှာမန္တနွေအေးကနေပြီးတော့မှကျွန်တော်တို့ Alliance ကနေပြီးတော့မှမဲဖောက်ပေးတဲ့ Honda Wave Motorcycle တစ်စီးကိုကန်ထူးသွားတာပဲဖြစ်ပါတယ်ခင်ဗျာ Congratulations ပါခင်ဗျာအခုဆိုရင်ကျွန်တော်တို့တူးချင်းချင်းငွေပြီးရဲ့နောက်မှာအုပ်စုဖွဲ့ချင်းငွေကိုကျွန်တော်တို့မဲဖောက်ပေးတဲ့အစီအစဉ်စုမဲအမျိုးအစားအားလုံး9မျိုးကိုမဲဖောက်ပေးလို့ပြီးသွားပြီဖြစ်ပါတယ်ခင်ဗျာဒီစုများကိုကျွန်တော်တို့စုချီးမြှင့်ပေးနိုင်ရန်အတွက်လက်ခံပေးနိုင်မဲ့အစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာ
ဒီစုများကိုချီးမြှင့်ပေးနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ CFO မာဆူယူလင်ကိုဖိတ်ခေါ်ပါတယ်ခင်ဗျာစုမဲအမျိုးအစား9မျိုးကိုကျွန်တော်တို့ရဲ့ Alliance ရဲ့ CFO မာဆူယူလင်ကနေပြီးတော့ချီးမြှင့်ပေးမှာဖြစ်ပြီးတော့မှဒီစုကိုလက်ခံရယူပေးနိုင်ဖို့အတွက်အုပ်စုဖွဲ့ချင်းငွေရဲ့ Product Manager မပေါက်ကိုဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါစုများကိုချီးမြှင့်ပေးတယ်ကျွန်တော်ရဲ့ CFO မာဆူယူရယ်နဲ့လက်ခံရယူပြီးတဲ့မဟာမိတ် Product Manager ကျွန်တော်မဘောက်ကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့နောက်ဆုံး SME Product အတွက်ကျွန်တော်ရွှေအားမှန်ချင်းငွေ Product အတွက်စုမဲအစီအစဉ်များကိုမဲဖောက်ရွေးချယ်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နောက်ဆုံးပိတ်အစီအစဉ်နဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Alliance Microfinance မြန်မာမှာစုဆောင်းထားသူများကိုမဲဖောက်ပေးတဲ့အစီအစဉ်အခမ်းအနားမှာကျွန်တော်ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့အခမ်းအနားအစီအစဉ်နောက်ဆုံးအနေနဲ့ကျွန်တော်ရွှေအားမှန်ချင်းငွေအသင်းဝင်များကိုမဲဖောက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့နောက်ဆုံးအပိန်းအနေနဲ့ကျွန်တော်တို့ရွှေအားမှန်ချင်းငွေအသင်းသားများအတွက်မဲဖောက်ပေးသွားမဲ့စုမဲအမျိုးအစားသောများမှာတော့ရွှေတစ်ကြက်သားစုတစ်စု iPhone 15 Pro တစ်လုံးကိုမဲဖောက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီစုနှစ်စုကိုကျွန်တော်တို့မဲဖောက်ပေးနိုင်ဖို့အတွက်ကျွန်တော် Alliance ရဲ့ဝန်ထမ်းကျွန်တော်တို့လွင်မောင်မောင်ဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ဆက်ပြီးတော့မှရွှေအမ်းမှန်ချင်းငွေအသင်းဝင်များထဲမှာဇွန်လ1ရက်နေ့ကနေစပြီးတော့မှအောက်တိုဘာလ1ရက်နေ့ထိ9လတာကာလအတော်တွင်းမှာ Alliance မှာသတ်မှတ်ထားတဲ့စုငွေပမာဏထားရှိသူများအတွက်စုမဲဖောက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာ၎င်းထဲမှာရွှေအမှန်ချင်းငွေအသင်းဝင်များအတွက်ကျွန်တော်တို့မဲဖောက်ပေးမယ်စုနှစ်စုကိုစတင်ပြီးတော့မှမဲဖောက်ပေးမှာဖြစ်ပါတယ်ပထမဆုံးစုအနေနဲ့ကျွန်တော်တို့ iPhone 15 Pro ကိုဘယ်သူများကန်ထူးသွားမလဲဆိုတာစတင်ပြီးတော့မှမဲနဲ့ရွေးချယ်တော့မှာဖြစ်ပါတယ်ခင်ဗျာiPhone 15 Pro ကိုဘယ်သူများကန်ထူးသွားမလဲဆိုတာစတင်မဲနဲ့ရွေးချယ်နိုင်ဖို့အတွက်ဒီလေးလွင်မောင်မောင်စားပြီးတော့မှမဲနဲ့ရွေးချယ်နိုင်ပါပြီအဲ့တော့မဲစရင်များအားလုံးလည်းကျွန်တော်တို့ဖန်ပလင်းထဲကိုရောက်ရှိလို့နေပြီဖြစ်ပါအတွက်နည်းနည်းလေးငွေပြီးတဲ့အခါကျမှရွေးချယ်ပေးဖို့အတွက်မြတ်တရခံချင်ပါတယ်ကျွန်တော်တို့ရွှေအမ်းမှန်ချင်းငွေအသင်းဝင်များထဲမှာ iPhone 15 Pro ဘယ်သူများစုကူသွားမလဲဆိုတာရင်ခုန်နေကြပြီလို့ထင်ပါတယ်ခင်ဗျာโอเค
okay ပါပထမဆုံး iPhone 15 Pro ကိုကန်ထူးသွားတဲ့သူကတော့ကျွန်တော်တို့ Alliance ရွှေအမှန်ချင်းငွေအသင်းသားဖြစ်တဲ့မ KT ခိုင်ဖြစ်ပါတယ်ခင်ဗျာ customer code number 12000111329မ KT ခိုင်ပဲဖြစ်ပါတယ်ခင်ဗျာ congratulation ပါမ KT ခိုင်ဟုတ်ရွှေအမှန်အသင်းသားကတော့တောင်ကြီးရုံးခွဲမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တောင်ကြီးရုံးခွဲမှာမ KT ခိုင်ကနေပြီးတော့မှ iPhone 15 Pro ကိုကန်ထူးသွားတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော် iPhone 15 Pro နဲ့အတူဆက်သွယ်ရေးလုပ်ငန်းများပို့ပြီးတော့မှကောင်းမွန်နိုင်ဖို့အတွက်လည်းကျွန်တော်တို့စုံမွန်ကောင်းတောင်းပေးရပါတယ်ခင်ဗျာဆက်လက်ပြီးတော့မှဂျန်ရှိနေသေးတဲ့ကျွန်တော်တို့ရွှေတကြက်သားစုကိုဆက်ပြီးတော့မှမင်းနဲ့ရွေးချယ်ပေးမှာဖြစ်ပါတယ်ခင်ဗျာရွှေတကြက်သားစုကိုဆက်ပြီးတော့မင်းနဲ့ရွေးချယ်ပေးနိုင်ဖို့အတွက်ညီလေးလွယ်မောင်ဆက်ပြီးတော့မှကန်ဆယ်မဲနေပြီးကြရအောင်လားငွေပါရွှေတကြက်သားစုကိုကျွန်တော်တို့ဘယ်သူများအကန်ထူးသွားမလဲဆိုတာကျွန်တော်တို့တုတ်နဲ့ရင်ခုန်နေရပါပြီခင်ဗျာကျွန်တော်တို့ Alliance ရဲ့စုငွေပေါ်ကန်ဆယ်မဲဖောက်ပေးတဲ့အစီအစဉ်နောက်ဆုံးစုအနေနဲ့ရွှေတကြက်သားစုတစုကိုရွှေအားမှန်အသင်းဝင်ထဲမှာရွေးချယ်ပေးနေတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ရွှေတကြက်သားစုတစုကိုကန်ထူးသွားတဲ့သူကတော့ရွှေအားမှန်ချင်းငွေအသင်းသားဖြစ်တဲ့ကျွန်တော်ရဲ့အသင်းဝင်ဒေါ်ချိုမြင့်ပဲဖြစ်ပါတယ်ခင်ဗျာ customer code number 30005573ဒေါ်ချိုမြင့်ပဲဖြစ်ပါတယ်ခင်ဗျာโอเคပါကျွန်တော်တို့ congratulation ပါတော့ချူမြင့်ကျွန်တော်တို့ဘယ်ရုံးခွဲရများလဲဆိုတာကျွန်တော်တို့ကြည့်ရှုပေးနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရွှေအမှန်ချင်းငွေထဲမှာအမြင့်ဆုံးစုတစုဖြစ်တဲ့ရွှေတကြက်သားစုကိုကျွန်တော်တို့ SME brand ရွှေအမှန် branch မှာအမရပူရအသင်းဝင်ဖြစ်တဲ့တော်ချူမြင့်ကနေပြီးတော့မှကန်ထူးသွားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရွှေတကြက်သားစုနဲ့အတူကျွန်တော်တို့နိုဝင်ဘာလကြီးမှာပျော်ရွှင်နေပါစေကြောင်းလဲကျွန်တော်တို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာစီစဉ်ရာယခုဆိုရင်2024ခုနှစ် Alliance တွင်စုငွေစုထားသူများအားငွေကျပ်သိန်း600ကျော်တန်ဖိုးကန်ဆယ်မဲဖောက်ပေးတဲ့အစီအစဉ်ကျွန်တော်တို့ပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ကန်ထူးသွားတဲ့သူများကိုလည်းကျွန်တော်တို့ကုမ္ပဏီဝမ်းမြောက်ရပါကြောင်းနဲ့ Alliance Company ကိုစားပြောကြားလိုပါတယ်ခင်ဗျာနောက်နှစ်များတွင်လည်းကန်ဆယ်မဲအစီအစဉ်မှာပါဝင်ရင်းနဲ့ Alliance Company နဲ့အတူပူးပေါင်းဆောင်ရွက်ကစီးပွားရေးလုပ်ငန်းများအောင်မြင်ပြီးAlliance Company နဲ့အတူရေရှည်လက်တွဲနိုင်ကြပါစေတောင်းဆုမွန်ကောင်းတောင်းရင်ဒီအစီအစဉ်ကိုအဆုံးသတ်လိုက်ရပါတယ်ခင်ဗျာဆုပေးရအောင်โอเคပါကျွန်တော်တို့ရွှေအမ်းမှန်စုမဲအမျိုးအစားများကိုစုချီးမြှင့်ဖို့အတွက်ကြံရှိလို့နေပါသေးတယ်ခင်ဗျာဆက်ပြီးတော့မှစုချီးမြှင့်ပေးနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Operation Manager ဒေါ်နီအောင်ဖိတ်ခေါ်ပါတယ်ခင်ဗျာစုချီးမြှင့်ပေးနိုင်ဖို့အတွက်ဒီစုကိုလက်ခံရယူပေးနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Agriculture Program Manager မချူဝင်းကိုဖိတ်ခေါ်ပါတယ်ခင်ဗျာရွှေအမှန်ချင်းငွေမှာရွှေတကြက်သားစုတစုနဲ့ iPhone 15 Pro ကိုကန်ထူးသွားတဲ့သူကိုစားမမနီကနေပြီးတော့ချီးမြှင့်ပေးမှာဖြစ်ပါတယ်โอเคပါစုလက်ခံရယူပေးတယ်မချူနဲ့စုချီးမြှင့်ပေးတဲ့မမနီတို့ကိုကျေးဇူးတင်ပါတယ်ခင်ဗျာโอเคပါစီစဉ်ရကျွန်တော်တို့ခန်းသားစီစဉ်ပြီးဆုံးပါပြီဖြစ်ပါတယ်ခင်ဗျာနောက်နေ့များမှာကျွန်တော်တို့ကန်ဆယ်မဲစီစဉ်မှာအတူတကွပါဝင်ရင်းနဲ့အလင်းရေးကုမ္ပဏီနဲ့ပူးပေါင်းလက်တွဲကစီးပွားရေးလုပ်ငန်းများအောင်မြင်ကြပါစေကြောင်းထပ်မံပြီးတော့ဆုတောင်းပေးရပါတယ်ခင်ဗျာအခမ်းအနားစီစဉ်ရကျွန်တော်တို့2024ခုနှစ်ဇွန်လ1ရက်နေ့မှာစပြီးတော့မှအောက်တိုဘာလ30ရက်နေ့9လတာကာလအတော်အတွင်းမှာစုဆောင်းငွေသတ်မှတ်ထားတဲ့ပမာဏထားရှိုံနဲ့ကျွန်တော်တို့ကန်ဆယ်မဲဖောက်ပေးနေတဲ့စုမဲအစီအစဉ်အောင်မြင်စွာပြီးဆုံးကြောင်းကြေညာလိုက်ပါတယ်ခင်ဗျာ